အေယာမလူဝင်ကြီးတကောင်ဟာတရိတ်ဆန်ယုံတွေကိုရုတ်တရက်ပြန်ဝင်လာပြီးမြောက်ဝင်တွေကိုပိတ်လောင်ထားတဲ့တန်တိုင်တွေကိုအားနဲ့တွန်းလဲလိုက်ပါတယ်မြောက်ဝင်တွေဟာထူထဲတဲ့တန်တိုင်တွေကိုဆွဲနှုတ်ပြီးတောအုပ်စီကိုဥတီထွက်ခွာတဲ့စီစာနောက်ကိုလိုက်ပါသွားကြပါတယ်အဲ့ဒီအချိန်မှာဒဏ်ရာရနေတဲ့မြောက်ဝင်တကောင်ဟာပြန်ဆိုးစွာနဲ့အုပ်စုနောက်မှာကြံရစ်ခဲ့ပြီးတရိတ်ဆန်ထိန်းသိမ်းရေးအရာရှိတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်သူတို့ကဒဏ်ရာရမြောက်ဝင်ကိုကားပေါ်ဆွဲတင်ပြီးမောင်းထွက်ဖို့ပြင်တဲ့အချိန်မှာပဲစီစာကလမ်းတစ်ချောင်းကိုယူပြီးကားရဲ့အင်ဂျင်ဖုံးစီကိုပြင်းထန်စွာပစ်ပေါက်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲနောက်ထပ်မြောက်ဝင်တကောင်ကကားနောက်ကနေပေါ်လာပြီးကားတကားကိုဆွဲဖြတ်ကဒဏ်ရာရနေတဲ့တငယ်ချင်းကိုကဲထုတ်သွားပါတယ်။အဲ့ဒီနောက်မှာတော့လှန်တွေဟာမိုးရွာသလိုကျလာပါတော့တယ်။အခြားတစ်ဖက်မှာတော့စပင်နီလူဝင်နဲ့လူဝင်ကြီးဘက်တို့ဟာသူတို့စီကိုအရှိန်နဲ့မောင်းလာတဲ့ရဲကားနှစ်စီးကိုတွေ့လိုက်ပါတယ်။သူတို့ဟာရေဆိုးနှုတ်ပြုံဖုံးတွေလမ်းဘေးတက်တိုင်တွေကိုလက်နက်အဖြစ်အသုံးပြုပြီးတုတ်ပြန်ကြပါတယ်။စီစာဟာမြောက်ဝင်စစ်တပ်ကိုဥဆောင်ပြီးထရော်လီကားတစ်စီးပေါ်တက်ကဂိုဒင်ဂိတ်တရားကိုဖျက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့တရားကိုဖျက်ပြီးရှီကွာရတော့အုပ်စီသွားမဲ့လမ်းမှာရဲကားတွေအမြောက်များကလမ်းပိတ်ဆို့ထားတာကိုတွေ့လိုက်ရပါတယ်။စီစာဟာချက်ချင်းပဲသူ့တက်ကိုသုံးဖွဲ့ခွဲဖို့အမိန့်ပေးလိုက်ပါတယ်။မျက်လုံးတစ်ဖက်လက်ကိုငယ်ရွယ်တဲ့မြောက်ဝင်တွေနဲ့အတူတရားရဲ့တန်ကြိုးတွေပေါ်ကနေအပေါ်စီးကနေပတ်သွားခိုင်းပါတယ်။စပင်နီလူဝင်ကိုတော့တရားအောက်ကနေခုန်ကူးပြီးရန်သူရဲ့နောက်ကျောဘက်ကိုသွားခိုင်းပါတယ်။စီစာကိုယ်တိုင်နဲ့အင်အားကြီးတဲ့လူဝင်ကြီးတွေကတော့လမ်းအလယ်မှာပိတ်ရထားတဲ့ဘတ်စကားကြီးကိုအကာအကွယ်ယူပြီးရှေ့ကိုတိုးပါတယ်။သူတို့ဟာဘတ်စကားကိုဒိုင်းလော့တစ်ခုလိုအသုံးပြုပြီးရဲတွေရဲ့တနက်တန်ကနေကာကွယ်ရင်းအတားဆီးတွေစီအထိချင်းကပ်သွားပါတယ်။ရဲတွေဘာလို့ရမှမသိဖြစ်နေတော့မြူနင်းတွေကြားထဲကနေမြင်းစည်းလာတဲ့စီစာပေါ်ထွက်လာပြီးအမိတ်ပေးလိုက်တဲ့အခါအပေါ်ကနေမြောက်ဝင်တွေအုပ်စုလိုက်ခုန်ချလာပြီးလမ်းပိတ်ထားတဲ့သူတွေကိုတိုက်ခိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲတရားအောက်ကနေခိုးကပ်လာတဲ့မြောက်ဝင်တွေကလည်းဘေးတိုင်းတွေပေါ်ကနေခုန်တက်လာပြီးလူသားတွေကိုပြန်လည်တိုက်ခိုက်ကြပါတယ်။မကြခင်မှာပဲလူသားတွေဟာအရေးနှိမ့်ပြီးလက်နက်တွေပစ်ချကထွက်ပြေးကုန်ကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာရဟတ်ရင်တစ်စီးပေါ်လာပြီးမြောက်ဝင်တွေကိုဆက်တနက်နဲ့ပစ်ပါတော့တယ်။စီစာကကားတစ်စီးထဲမှာပုံအောင်ရင်တန်ကြိုးကြီးတစ်ချောင်းကိုယူကာရဟတ်ရင်စီပစ်ပေါက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာရဟတ်ရင်ပေါ်ကရဲရရှိကစီစာကိုပြစ်ဖို့ပြင်တဲ့အခါဂေါ်ရီလာကြီးဘက်ကတုံဆိုင်မနေပဲစီစာရှိကကာကွယ်ပေးလိုက်ပါတယ်။သူဟာရင်ဘက်မှာတနက်တန်ရာတွေအများကြီးရထားပေမဲ့တက်တိရှိရှိနဲ့ရဟတ်ရင်စီပြေးဝင်တိုက်ခိုက်ပြီးရဟတ်ရင်ကိုပြုတ်ကျအောင်လုပ်လိုက်ပါတယ်။စီစာကဘက်ကိုတွားကြည့်တဲ့အခါမှာတော့တက်တိရှိတဲ့သူ့ရဲ့ရဲဘော်ကြီးဟာဒဏ်ရာတွေနဲ့တေဆုံးသွားခဲ့ပါပြီ။ရဟတ်ရင်ထဲမှာအကူအညီတောင်းနေတဲ့သူဟာဒီဗိုင်းရပ်စ်တွေနဲ့အကူတို့အားလုံးကိုစတင်ခဲ့တဲ့မျိုးဗီဇကုမ္ပဏီပိုင်ရှင်ဖြစ်နေပါတယ်။စီစာကသူ့ကိုမကယ်ပဲလှည့်ထွက်လာပြီးမျက်လုံးတစ်ဖက်လက်ကိုခေါင်းညှိပြလိုက်ရာမျက်လုံးတစ်ဖက်လက်ကရဟတ်ရင်ကိုကန်ချလိုက်ပါတော့တယ်။အဲ့ဒီနောက်စီစာနဲ့မြောက်ဝင်စစ်တပ်ဟာသူတို့ရဲ့လွတ်လပ်မြေဖြစ်တဲ့ရှီကွာယာတောအုပ်စီကိုအရောက်သွားနိုင်ခဲ့ပါတယ်။ဝီဟာစီစာကိုအိမ်ပြန်ခေါ်ဖို့တောအုပ်ထဲအထိလိုက်လာပါတယ်။စီစာကသူ့ရဲ့မျိုးနွယ်စုတွေနဲ့ဝီတို့ကြားမှာတစ်ခုကိုရွေးချယ်ရမယ့်အချိန်ရောက်လာပါပြီ။စီစာကဝီရဲ့နာနာကိုကပ်ပြီးစီစာအိမ်ရောက်ပြီလို့ပထမဆုံးအကြိမ်စကားပြောလိုက်ပါတယ်။ဝီဟာသူ့ရင်သွေးလေးလူလားမြောက်သွားတာကိုမြင်လိုက်ရတဲ့မိဘတယောက်လိုပဲစီစာကိုသူ့ဘဝနဲ့သူနေထိုင်ဖို့ခွင့်ပြုလိုက်ပါတော့တယ်။စီစာဟာထုံးစံအတိုင်းအမြင့်ဆုံးတစ်ပင်ကြီးပေါ်ကိုတက်သွားပြီးသူအရင်ကနေထိုင်ခဲ့တဲ့မြို့ကြီးကိုအဝေးကနေနောက်ဆုံးတစ်ခေါက်ကြည့်လိုက်ပါတော့တယ်။